Nawa INC တို့ဒီ Oreo INC တို့တခြား INC တွေပေါ့နော်ဒီ INC နည်းနည်းသေးတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုဘယ်လိုတက်ကလဲလို့ကျွန်တော်မေးထားလို့ပေါ့နော်ကျွန်တော်တက်တဲ့ပုံစံမျိုးကျွန်တော်ဖြုတ်တဲ့ပုံစံမျိုးလေးကိုပြောပြတာပါကျွန်တော်ကတော့ INC ပေါ်ဖြုတ်မဲ့ INC ပေါ်ကိုအရင်ဆုံး TUC လေးနည်းနည်းတင်လိုက်တယ်တင်းပြီးရင်ကျွန်တော်အပူပေးတဲ့နေရာမှာလဲကျွန်တော်ကအရင် INC ကိုထိုးမထားဘူးကျွန်တော်ကနည်းနည်းဟီကန်းလေးကိုနည်းနည်းလှုပ်နေရပါတော့ဘာဖြစ်လို့လဲဆိုတော့ INC ကိုမလှုပ်ဖက်နဲ့ဓာတ်ကြီးထိုးထားရင်အောက်ကဘုံဖောင်းသွားမှာဆိုလို့ပါကျွန်တော်ပြီးရင် INC လေးကိုနည်းနည်းလေးသာကနာလေးနဲ့လှုပ်ကြည့်တယ်ကျွန်တော်ဗီဒီယိုရိုက်ကြတာတော့ကင်မရာဖုန်းနဲ့ရိုက်ထားတာဆိုတော့ကျွန်တော်တိတ်ရောမလွတ်လပ်ဘူးပေါ့ဗျာပုံမှန်ဆိုရင်တော့ဒါလည်းနည်းနည်းလေးမြန်တာပေါ့ကျွန်တော် INC လေးကိုနည်းနည်းလှုပ်ကြည့်တယ်INC လေးကနည်းနည်းခဲလေးအောက်မှာပြောလာပြီးတော့လှုပ်လာပြီးဆိုရင်ကျွန်တော်ကဇာကနာလေးနဲ့ဖြုတ်လိုက်ရပါတော့โอเคအဲ့လိုဖြုတ်ပြီးသွားလို့ရှိရင်ကျွန်တော်ကဒီအောက်ကခဲတွေကိုပေါ့နော်ပုတ်ကခဲတွေကိုကျွန်တော်ကခဲရှင်းကြိုးလေးနဲ့ရှင်းလိုက်မယ်ဟောပါတော့ဒီခဲရှင်းကြိုးလေးနဲ့ခဲရှင်းကြိုးလေးကိုကျွန်တော်ကဟိုပါပေါ့ TUC လေးနည်းနည်းတုပ်လိုက်မယ်ပေါ့နော်ခဲရှင်းကြိုးထိတ်ကိုပြီးရင်ကျွန်တော်ဟီကန်းနဲ့ဘူပေးပြီးတော့ဒီအပေါ်ကခဲလေးတွေကိုပေါ့နော်ဒီခဲရှင်းကြိုးလေးနဲ့ဆွဲလိုက်တာပေါ့အပူပေးတဲ့နေရာမှာလည်းကျွန်တော်တို့ကအရင်ကပ်ပေးလို့လည်းမရဘူးအရင်ခွာလို့လည်းမရဘူးနည်းနည်းလက်အချိန်စာလေးတော့နည်းနည်းလိုတာပေါ့လုံးလေးကြာသွားရင်တော့အဆင်ပြေသွားမှာပေါ့ဒီအောက်ကဘုံမဖောင်းအောင်လည်းသတိထားရတယ် Redmi 8ကဟိုအရင်ဖောင်းတတ်တယ်ဗျာဒါခါလေနောက် INC လဲနေတော့ဘိုးဖောင်းသွားတာတော့ဘာလို့အဲ့လိုမရှိတယ်ဒါဆိုတော့ခဲရှင်းတာတော့အဆင်ပြေသွားပြီပေါ့ဗျာအဲ့ဒါဆိုကျွန်တော် INC ပြန်တက်မယ်ပေါ့ဒီ INC တက်မယ်ဆိုရင်လည်းဒီဟိုပါပေါ့နော်ဟိုဘုံမှာပေါ့ TUC လေးနည်းနည်းလေးထည့်ပေးမယ်အများကြီးလည်းထည့်လို့မရဘူးအများကြီးထည့်ရင်လည်း INC က TUC တအားများရင်ရွေ့တယ်နည်းနည်းလေးပေါ့ INC ကတ်ရုံလောက်လေးနည်းနည်းလေးထည့်မယ်ပေါ့နော်TUC လေးနည်းနည်းထည့်မယ်ပြီးရင် INC ကိုနေရာလေးကြာအောင်ချမယ်
ကြပြီဆိုရင်ကျွန်တော်ကအပေါ်ကဟိုဒီကန်းကိုကျွန်တော်ကဆိုတော့400ဖြုတ်တော့400 100နဲ့ထုတ်တယ်ဗျာပြန်တက်တော့ကျွန်တော်က4ကိုနည်းနည်း80လောက်ပဲထားတယ်ဘာဖြစ်လို့လဲဆိုတော့ဟွာပေါ့နော် IC လွင့်မှာဆိုလို့ပြီးတော့အပေါ်ကနေပြီးတော့စီးထိုးတယ်ဟိုဘေးတွေဘာတွေကစောင်းမထိုးဘူးဗျာဘေးတွေဘာတွေကစောင်းထိုးရင် IC လွင့်တာတွေဘာတွေဖြစ်တယ်လို့ကျွန်တော်အပေါ်ကနေပြီးတော့တဲထိုးတာပေါ့နော်ထိုးထားမယ်ထိုးထားပြီးတော့နည်းနည်း IC နဲ့နည်းနည်းကတ်လောက်ပြီးဆိုရင်ကျွန်တော်ကဟို TU လေး IC ပုံနည်းနည်းတင်လိုက်တယ်တင်လိုက်ပြီတယ်ပေါ့နော်တက်ပြီးကျွန်တော်သံဃာလေးနည်းနည်းလေးလှုပ်ကြည့်တာပေါ့နော်ဘာလို့ TU လေးနည်းနည်းထပ်ပြီးတော့အပေါ်တင်လာလဲဆိုတော့ဒီလှုပ်တဲ့အချိန်မှာ IC လှုပ်တဲ့အချိန်မှာ IC လေးကနောက်ကိုပြန်ပြီးဆွဲသွားရပေါ့ TU လေးနဲ့ခဲလေးနဲ့ရောပြီးတော့ Okay ဒီမှာဒါဆိုရင်မတွန်းကြည့်တယ်နောက်ကိုပြန်ဆွဲသွားတယ် Okay ကျေးဇူးတင်ပါတယ်ဒါအဆင်ပြေပါပြီပေါ့နော်